လိုင်းဇီရီမင်္ဂလာမင်္ဂလာမောင်းတော့ဖြစ်ပါတယ်ဖိမန်ကပြီးပါတယ်နော်အတန်ကြားရင်သာဝင်အောင်ဝင်လိုက်တော့ရဆရာဗမာပြောချင်တယ်လေအဒိဋ္ဌဝင်ကနေမှကြားတဲ့တော်တိုင်းလာပြီးတော့ဒီလိုမျိုးကုသိုလ်ယူလို့ရအောင်လို့ငင်းချမ်းနေဆိုတဲ့အကြောင်းခေါ်ယူတဲ့သင်္ကေတဖြစ်ပါတယ်ကဲခေါင်းအောင်တန်းကြားပြီးဆိုရင်ဝင်လာဝင်လာဆရာဒီအတန်းကို9ရက်သားသမီးတွေကြားရင်ရင်းထဲမှာအတော်အေးမြမှာပဲနော်ဟုတ်တယ်ဒီလို